င်္ဂလာပါရှင်ညီမလေးဟောနေလားမဟုတ်ညီမလေးတို့ကဘယ်သူတွေလဲ ဟုတ်တပည့်နာမည်လာမင်းပါရှင် ဟိုလာမင်းဟိုဘက်က ဟုတ်တပည့်နာမည်ကျဲစီပါရှင် ဟိုကျက်စနဲ့လာမင်းနဲ့ဟောဖေဘလို့ပြနေတော့နိုင်တယ်နိုင်တယ်တန်းစားပြောနေတော့ဟောလေအကောတော့ဘလို့ပြတာတော့ဖေးရတယ်နေသားမအောင်ခိုင်းနေနော်အကိုတော့ကလေဒီမှာအပန်းလာပြေတာဟုတ်လားအချင်းလေးပါလေအတူတွဲဆိုမယ်လေနော် ဟုတ်ရပါရှင် ဘလို့များစုပ်ပြနေတယ်ဗျာတနာကိုစုပ်ယူတာမအမေဆုံးတော့မကြသေးဘူးနော်စကားမပြောဘဲနဲ့တိုင်းရတော့ဘာလုပ်နေတာတော့လို့ ကျဲစင် မဟုတ်ဘူးတပည့်နာမည်လာမင်းပါရှင် ဟောလာမင်း ဟုတ်ကဲ့ ဟောကျဲစင် ဟုတ်ကျဲစီပါရှင် ဟေး ဒါမျိုးများတော့ရုပ်ကဖြီးနေကလေးတော့ဆိုင်ပဲဟာလေအဖေနေပေါ့ဗျာနေတော့စကားပြောလို့ဟိုအခုတစ်ခုလောက်ဟိုမင်းလေးရ ရပါရှင်ဟုတ် ဒီ Ryan Wonder ဘက်မှာဒီလိုမျိုး KTV တို့ဟိုရေကူးတာတော့အပြင်တခြားဘာတွေများဝန်ဆောင်မှုတွေရှိလဲ ဟုတ်ကဲ့ရှိပါရှင်နေဝေကနေလာရောက်အပန်းတည်တဲ့မိသားစုရဲ့အတွက်ညအိမ်ညက်နေတဲခုကိုဘန်ကိုခန်းလေးလည်းရှိပါရှင် ဟိုကောင်းလိုက်တာဟိုနေဝေးကနေမိသားစုနဲ့လာရောက်ပြီးတော့ဒီ Ryan Wonder ဘက်မှာအပန်းဖြေရင်းနဲ့ညအိမ်ညက်နေတဲဖို့အတွက်ဘန်ကလိုခန်းတွေပါရှိတယ် ဟုတ်ကဲ့ ဟိုအစီအပြေတာပေါ့နော်နောက်ထပ်ကော နောက်ထပ်ခလင်းငယ်ကြီးအတွက်ဆောက်ကစားလို့ရမယ့်နေရာတွေလည်းထပ်မဆောက်လို့ပြီးတော့မှာပါရှင် ။အော်နောက်ဆိုရင်ကလေးတွေကစားခွင့်တွေအများကြီးစောက်ပြီးတော့မှာ ဟုတ်ကဲ့ရှင် အဖေပြောလိုက်တော့အဖေစောက်လို့ရပြီ လူကြီးတွေဆော်လို့ရလားကွာ ။အော်အဖေကကလေးသလားပဲရှင်မတ်တရကြည့်လိုက်မတ်တရကြည့်လိုက်မတ်တရကြည့်လိုက်သူ့ကြည့်တော့ပြန်နှပ်ပေမပြေပါနဲ့ဗျာ ငါထုံးလိုက်ရ ။အဖေတော့ပါပါတယ်တော့ပါပါတယ်။ပြောဖို့ကောင်းလိုက်တာအကိုတို့ကအဲ့လိုပြောချင်တာအကိုတို့တာမနဲ့ကအဲ့လိုပြောချင်လို့ဒီ Ryan Radar ဘက်ကိုလာရောက်အပန်းဖြေတာ။ဟိုဒီမှာနောက်တဲ့ဟိုဘာတွေများရှိသေးတယ် ဟုတ်ရှိပါရှင်အခုဆိုလို့ရှိရင်ဝင်ချင်း2000ပေးရုံနဲ့ဂျီလိုင်းတူကိုရေကူးကံမှာစိတ်တိုက်ဆော့ကစားလို့ရနေပါပြီရှင် ။နှစ်ကောင် ဟုတ် ဟိုတသက်စီပေးကြမလို့တော့ မလို့မလို့ ဟိုကောင်းလိုက်တာရေလိုင်းစော့ရင်းနဲ့မောလို့ပန်းလို့ဖြစ်သွားရင်ရေကုတ်ကမှာပြန်ပြီးတော့အပန်းဖြေလို့ရတယ်ပေါ့ ဟုတ်ပါရှင် ကြိုက်ရအောင်စော့ကောင်းလိုက်တဲ့ Ryan ဘာတော့ပတ်ရကောင်းလိုက်တာဗျာရောစားပဲဝါ